application တစ်ခုဒါမှမဟုတ်လို့ရှိရင် product တစ်ခုကိုစပြီးတော့မှသုံးလိုက်တဲ့အချိန်မှာဘာမှတော့မလုပ်ရသေးဘူးစိတ်ထဲမှာပင်ပန်းသွားသလိုမျိုးခံစားချက်ကြီးဖြစ်ဖူးလားနည်းပညာပိုင်းကတော့ဘာမှပြတ်နေတာမဟုတ်ဘူးဒါပေမဲ့တစ်ခုခုတော့လွဲနေတယ်ဒီနေ့မှာတော့တချို့ UI တွေကဘာလို့အဲ့လိုမျိုးစိတ်ဖိစီးမှုတွေပေးနေရလဲဆိုတာနဲ့ user တွေ complaint တက်မလာခင်မှာ cognitive load တွေဘယ်နေရာမှာဖြစ်နေရဲဆိုတာတွေကိုဘယ်လိုမျိုးကြိုပြီးတော့မှရှာရမလဲဆိုတဲ့အကြောင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်အတူတူ audit လုပ်ကြည့်ရအောင်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ကျမတို့ cognitive load အကြောင်းကိုပြောခဲ့ကြရပေါ့ဒါက product တစ်ခုကိုသုံးဖို့အတွက်အုံနောက်ကစိုက်ထုတ်လိုက်ရတဲ့ခွန်အားပေါ့နော်အုံနောက်ကသုံးလိုက်ရတဲ့ဝန်တော့ဝင်ဖို့ပေါ့အတူလေးပဲပြန်နှွေးကြည့်မယ်ဆိုရင် user တယောက်ကအရန်စဉ်းစားနေရပြီအများကြီးမှတ်နေရပြီဒါမှမဟုတ်တပြိုင်တည်းမှာဆုံးဖြတ်ချက်တွေအများကြီးချနေရပြီဆိုလို့ရှိရင် cognitive load ကမြင့်တက်လာနေပါပြီဒီနေ့တော့ theory တွေမပြောတော့ဘဲနဲ့တကယ် interface ဒီမှာဘယ်လိုမျိုးတွေဖြစ်နေရဲဆိုတာကိုလက်တွေ့ကြည့်လိုက်ရအောင်ပါဒါဆိုရင်ခဏလောက်ကိုယ့်ကိုဒီဇိုင်နာမဟုတ်ဘူးလို့စိတ်ကူးကြည့်အောင်နော်တင်ကတာမန် user တယောက်ပဲဒီ screen ကိုပထမဆုံးချိန်ဖွင့်လိုက်တာလို့ကြည့်ကြည့်အောင်ဒီ application ကိုဖွင့်လိုက်တဲ့အချိန်မှာတင်ကလေ့လာချင်တာစူးစမ်းချင်တာမဟုတ်ဘူးအလုပ်တစ်ခုပြီးမြောက်ချင်တာဥပမာဆိုလို့ရှိရင်e-commerce website တစ်ခုကိုဝင်လိုက်တယ်ဆိုရင်သူ့ရဲ့ရည်ရွယ်ချက်ကတခုခုဝယ်ချင်တာဝယ်လို့လွယ်ကူချင်တာဝယ်ပြီးသွားချင်တာဒါမှမဟုတ်လို့ရှိရင် food delivery app တစ်ခုကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်ဒါကကိုစားချင်တာတစ်ခုကိုမြန်မြန်ရှာတွေ့ပြီးတော့မှာရတာအဆင်ပြေချင်တာဒါမျိုးပေါ့နော်အဲ့လိုအလုပ်တစ်ခုလုပ်ချင်တာဒီ app ကြီးအကြောင်းကိုလာပြီးတော့လေ့လာတာမဟုတ်ဘူးကျမတို့ UI UX ဆိုင်တာတွေကပုံမှန်ဆိုလို့ရှိရင်သူများ app တွေဒီ website တွေကိုသွားပြီးတော့မှ inspiration ရအောင်ပြီးလို့ရှိရင်ပို့ပြီးတော့မှအတွေးခေါ်တွေအမြင်တွေရအောင်သူများတွေဘယ်လိုလုပ်နေလဲဆိုတာသိရအောင်ဒီ app တွေကိုသွားကြည့်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခါမှာတော့အဲ့လိုမဟုတ်ဘဲနဲ့ user တယောက်အနေနဲ့တခုခုလုပ်ချင်တဲ့ user တယောက်အနေနဲ့သွားပြီးတော့မှလေ့လာကြည့်အောင်ပါဒီ screen မှာဆိုလို့ရှိရင်မြင်နေရတယ်ပထမဆုံး reflect number 1ကတော့အရာအလုံးကအရေးကြီးရလို့ထင်ရတာပါအဲ့တော့အယောင်ကလည်းအတူတူ site တွေအရွယ်စားတွေကလည်းအတူတူစလုံးရဲ့သုံးထားတဲ့အထူပါးတွေကလည်းအတူတူပဲအဲ့တော့ button တွေအကုန်လုံးကတပြိုင်တည်းattention ကိုအကုန်လုံးကဆွဲခေါ်နေကြတယ်အဲ့တော့အကုန်လုံးကအရာအလုံးကအဲ့လိုမျိုး screen out လုပ်နေတဲ့အချိန်မှာဘယ်တစ်ခုမှရှင်းမနေတော့ဘူးအဲ့ဒီခါမှာ user ကဘာလို့လုပ်ရမလဲဆိုတော့အကုန်လုံးကို scan လိုက်ဖတ်ရမယ်ပြီးလို့ရှိရင်နှိုင်းယှဉ်ရမယ်ပြီးလို့ရှိရင်တော့ဘယ်ဟာအရေးကြီးဆုံးလဲသူလုပ်ချင်တာဘာလဲဆိုတော့သူဆုံးဖြတ်ရတော့မယ်ဒါတွေကသူ့အတွက်အရင်မလို့အဖက်နဲ့လုပ်နေရတဲ့အလုပ်တွေပါ hierarchy ကောင်းတစ်ခုက user ကိုဘယ်ဟာပိုရေးကြီးတယ်ဆိုတာကိုသူကပြပေးတယ်ဘယ် information ကနေမှဘယ် information ကိုသွားရမယ်ဆိုတာကိုသူကဆွဲခေါ်သွားပေးတယ်ဒီပုံမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် hierarchy အမြင့်ဆုံးအရာကိုအရင်ဆုံးကဖတ်မိမယ်ပြီးမှအဲ့နောက်က hierarchy နေတဲ့ဟာကိုဖတ်မိမယ်တစ်စင်ချင်းသူဆွဲခေါ်သွားတဲ့ပုံစံတိုင်းကိုလိုက်ဖတ်မိမယ်ပေါ့နော်ဒါကိုကောင်းမွန်တဲ့ hierarchy တစ်ခုလို့ခေါ်ပါတယ်အဲ့တော့ခုန screen ကိုပြန်သွားရအောင်ဒီလိုမျိုးအားနည်းချက်ရှိနေတဲ့ hierarchy ကကြတော့ user ကိုကိုယ့်ဘက်ကကိုဆုံးဖြတ်ချက်တွေချရအောင်လိုက်ရှာရအောင်လုပ်မိရပေါ့နော်အဲ့တော့ဒါကတော့ hierarchy ကောင်းတဲ့ hierarchy မကောင်းတဲ့နှစ်ခုရဲ့နှိုင်းယှဉ်ချက်ပေါ့နော်cognitive load reflect number 2ကတော့ user ကိုတစ်ပြိုင်တည်းမှာဆုံးဖြတ်ချက်တွေအများကြီးချခိုင်းတာပါအဲ့တော့ screen တစ်ခုထဲမှာ user ဆုံးဖြတ်ရမယ့်အရာတွေအများကြီးရှိနေတာမျိုး filter တွေ drop down တွေ toggle တွေပြီးလို့ရှိရင် call to action button တွေဒါတွေအများကြီးရှိနေမယ်ပေါ့နော်ဒါတွေက user အတွက်ကိုရွေးချယ်စရာစုံစုံလင်လင်ပေးထားတယ်လို့မခေါ်ဘူးဒါ cognitive load ဖြစ်လာတယ်တက်လာစေတယ်လို့ပဲမြင်တယ်ပေါ့နော်ဒီလိုအချိန်မျိုးမှာဆိုလို့ရှိရင်ကိုက Hicks law ကိုသတိရရမယ် Hicks law ပြောတဲ့အတိုင်းရွေးချယ်ရတဲ့အရာတွေများလေသူ့ရဲ့ဆုံးဖြတ်ဖို့အချိန်ဟာပိုပြီးတော့မှကြာလာလိမ့်မယ်အဲ့တော့တခုခုကိုကမြန်မြန်ကို product ကိုဝယ်လိုက်စီခြင်းပြီဒါပေမဲ့သူ့မှာအရှိမစဉ်းစားနေရတာကြာလာနဲ့မျှ user ပို့ပြီးတော့မှဝေဖန်ဆုံးဖြတ်တာများလာတဲ့နဲ့မျှကိုယ့်ရဲ့ product ကနေ bounce back ဖြစ်သွားဖို့တွေကလည်းတက်လာနိုင်တယ်ပေါ့နော်အဲ့တော့ user တွေကအဲ့လိုမျိုးရွေးချယ်စရာတွေအများကြီးနဲ့ကြုံရတဲ့အခါမျိုးမှာသူတို့ရဲ့ brain က freeze ဖြစ်သွားတတ်ပါတယ်နောက်ထပ် reflect number 3ကတော့ information တွေကိုအုပ်စုခွဲတဲ့နေရာမှာအားနည်းချက်ရှိတာပါအချက်လက်တွေကိုသူ့ဆိုင်ရာသက်စီအုပ်စုဖွဲ့မထားတဲ့အခါမှာ user ကတခုအကြောင်းအရာတစ်ခုကိုသိဖို့အတွက်ကိုဟိုနေရာဒီနေရာမှာလိုက်ပြီးတော့မှသူကြည့်နေရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့မျက်လုံးကလည်း eye movement ကလည်းဟိုဘက်ခုံလိုက်ဒီဘက်ခုံလိုက်ဖြစ်နေမယ်အုံနောက်ကလည်းဒီ context တွေကိုခဏပြောင်းနေတာမြင်နေမယ်ပေါ့နော်ကောင်းမွန်တဲ့ grouping တစ်ခုကအချက်လက်တွေရှာဖွေရတာကိုမြန်စေတယ်အားနည်းချက်ရှိတဲ့ grouping ကတော့ cognitive load တွေတက်စေတယ်အချက်လက်တွေကိုသူ့ဆိုင်ရာအတိုင်း checking လုပ်ပေးထားတာမျိုးက user ပေါ်မှာ UI UX designer တွေအနေနဲ့ထားလို့ရတဲ့စေတနာပဲပေါ့နော်ကိုက
ဒီနေရာမှာသူ့ information လေးမြင်ရတာလွယ်ပါစေလေဆိုပြီးတော့မှလိုအပ်တဲ့ information တွေတစုတစည်းတည်းထားပေးရတာမျိုးပေါ့နော်ဒါတွေကနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါ UI UX designer အနေနဲ့ရှိတဲ့နဲ့ common sense လို့မြင်တယ်ပေါ့နော်ဟိုနောက်ပိုင်းဆိုတာပြောချင်တာကjunior level ကျော်လာပြီmid level နဲ့ senior level ရောက်လာပြီဆိုလို့ရှိရင်ဒီလိုဟာတွေကတက်ကြီးလောက်ယူနေရမယ့်ဟာမဟုတ်တော့ဘဲနဲ့ common sense တစ်ခုအနေနဲ့ကိုရှိလာတဲ့ scale လို့မြင်ပါတယ်နောက်ထပ် reflect တစ်ခုကတော့အကုန်လုံးလဲတော်တော်များများကြားဘူးကြမယ်ပေါ့နော် inconsistency ပါ consistency မရှိတာမျိုးပေါ့နော်တူညီတဲ့ action တစ်ခုလုပ်ဖို့အတွက်ကိုတနေရာမှာ button တစ်မျိုးနောက်တစ်နေရာကျရင် button နောက်တစ်မျိုးပြောင်းသွားရပေါ့နော်အဲ့လိုမျိုးကွဲပြားနေတဲ့အချိန်မှာ user ရှေ့မှာမြင်ခဲ့တာတစ်မျိုးအခုမြင်တာနောက်တစ်မျိုးဆိုကြဒီနှစ်ခုကတူလားမတူလားတွေကိုပြန်ပြီးမှစဉ်းစားနေရပြီပေါ့နော်ပြီးလို့ရှိရင်တူညီတဲ့ screen တွေအတွက်ကိုပဲ layout တွေကတနေရာနဲ့တနေရာမတူဖြစ်နေရမျိုးတွေပေါ့နော်ဒါမျိုးတွေပြီးလို့ရှိရင်အလုပ်လုပ်တဲ့ logic တွေကကွဲနေရမျိုးတွေပေါ့နော်အဲ့တော့အဲ့လိုမျိုးမတူနေတဲ့အချိန်မှာ user ကတစ်မျိုးပြောင်းသွားတိုင်းဒီ system ကိုအစကနေပြန်ပြီးတော့ landing လုပ်နေရတယ်ပေါ့နော်ဒီကဒါကတော့ဒါလုပ်တဲ့ဟာပါလားဆိုပြီးတော့အဲ့ consistency က cognitive load ကို short ချပြီးရယ် consistency မရှိလို့ရှိရင်တော့ brain က reset ချသွားပြီးပြန်ပြီးတော့ landing လုပ်နေရတယ်ပေါ့နော်အဲ့တော့page တစ်ခုကနေတစ်ခုပြောင်းသွားတဲ့အချိန်မှာ user ကရှေ့မှာကဒီလိုဆိုတော့နောက်တစ်ခုလည်းဒီလိုဖြစ်မှာပဲလေဆိုပြီး expectation ထားလိမ့်မယ်အဲ့ဟာကိုအဲ့တိုင်းဖြစ်လာတယ်ဆိုလို့ရှိရင်ကြာသူ့အတွက်ကသွားရတာလောက်ရတာလွယ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပဲနဲ့နောက်တစ် page ဖြစ်သွားတဲ့အချိန်မှာလုံးဝ flow က change သွားပြီးတော့ surprise ဖြစ်သွားပြီးတော့ဘယ်နှနှိပ်လို့နှိပ်ရမှန်းမသိတော့ဥမာ CTA ကပုံမှန်ဆိုပေါ်ဆုံးမှာထားထားရင်သားကနေရုတ်တရက်ကြီးပျောက်သွားပြီးတော့အောက်ဆုံးရောက်သွားတာတို့ဒါမျိုးတွေဆိုလို့ရှိရင်user ကဒါပြန်ပြီးတော့မှပြောင်းသွားရဲ့ pattern ဘယ်ရောက်သွားလဲဆိုပြီးပြန်ရှာရတာမျိုးဖြစ်တတ်တယ်ပေါ့ reference number 5မှတ်ဉာဏ်အပေါ်မှာအများကြီးအားကိုးတဲ့ design ပေါ့နော်ဒီအချက်ကသတိထားမိဖို့တော်တော်လေးခက်ပင်မဲ့အတွေ့ရများတယ်ပေါ့နော် memory heavy ဖြစ်တဲ့ flow user flow တွေပေါ့ user တယောက်ကဒီ app ကိုသုံးဖို့အတွက်ကိုသူတို့မှတ်နေရတယ်အရင် screen မှာတော့ပြောခဲ့တဲ့အချက်အလက်တွေလမ်းညွှန်တွေ manual တွေပြီးလို့ရှိရင်ယာယီထုတ်ထားတဲ့စီးမြင်တွေဥပမာဘာမလုပ်ရအောင်ဒါမျိုးတွေပေါ့နော်ဒီလိုလုပ်တာကသူတို့ရဲ့ဒီမှတ်ဉာဏ်ကိုတွားပြီးအလုပ်လုပ်ခိုင်းနေတဲ့သဘောဖြစ်သွားတာပေါ့နော်အဲ့တော့ design ကောင်းတယ်ဆိုတာက user ကိုလုံးဝကြီးမှတ်မိနေရမယ်မှတ်ခိုင်းနေတာလေ့လာခိုင်းနေတာထက်စားလို့ရှိရင်မြင်တာနဲ့အလိုလိုသိစေမဲ့ design မျိုးကပိုကောင်းတယ်လို့မြင်ပါတယ် user ကအချက်လက်တစ်ခုကိုခေါင်းထဲကိုဆွဲပြီးမှတ်ထားရတယ်ဆိုလို့ရှိရင်တော့ဒါ cognitive load တွေတက်လာပြီပေါ့နော်အဲ့တော့ကိုယ့်ရဲ့ product တစ်ခုက cognitive load တက်နေပြီလားဆိုတာကိုစမ်းစစ်လို့ရတဲ့ checklist လေးပေးပါမယ်အဲ့တော့ပထမဆုံးကိုပြန်မေးကြည့်ပေါ့နော် first time user တွေကဒါကို9စက္ကန့်အတွင်းမှာနားလည်နိုင်လားပြီးရင်အဓိက main action တွေက3ခုထပ်ပို့နေပြီလားတစ် page ထဲမှာပေါ့နော်ပြီးလို့ရှိရင်အကုန်လုံးကို live ဖတ်မကြည့်ပဲနဲ့ scanning လုပ်တာနဲ့ဘယ် information ကအရေးကြီးရဆိုတာသိတာပြီလားပေါ့နော်နောက်တစ်ခုကဒီ screen ကအချက်လက်တွေက user မှတ်ထားဖို့လိုလားနံပါတ်5အနေနဲ့က user နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတာကိုသူချက်ချင်းသိနိုင်လားဒီမေကွန်းတွေပုံမှာဒီဇိုင်နာကိုယ်တိုင်ကတိတ်ပြီးတော့မသေးကွဲဘူးနည်းနည်းတွန့်ဆုတ်နေရတယ်ဆိုလို့ရှိရင်တော့ user ကပို့ပြီးတော့မှဒီဟာသုံးဖို့အတွက်ကိုစိတ်ပင်ပန်းရလိမ့်မယ်ပေါ့နော်အဲ့တော့ cognitive load က complexity တစ်ခုတွေကနေလာတာမဟုတ်ဘူး manage မလုပ်ထားတဲ့300ခက်ခဲမှုတွေကနေလာတာပေါ့နော်တချို့ product တွေကတော့သဘာဝအရာခက်ခဲတယ်ဒါပေမဲ့အဲ့ဒီခက်ခဲမှုကိုတက်နိုင်သလောက်တေချာလေးလမ်းညွှန်ပေးရမယ်ပေါ့နော် user တွေကအားထုတ်ပြီးသုံးရတာမျိုးကိုကြောက်တာမဟုတ်ဘူးစဝီစဝါဖြစ်ရတာမျိုးကိုပဲသူကကြောက်တာပေါ့နော်အဲ့တော့ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီထိပါပဲနောက်ဗီဒီယိုမှာတော့ cognitive load ကိုရည်ရွယ်ချက်ရှိဘယ်လိုလျှော့ချမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အကုန်လုံးကိုရိုးရှင်းသွားအောင်ဆိုပြီးတော့အကုန်လုံး live ဖြတ်ထုတ်ပြဒီဟာလည်းမထည့်တော့ဟိုလည်းမထည့်တော့လောက်တာမဟုတ်ဘဲနဲ့ clear ဖြစ်တဲ့ design မျိုးကိုဘယ်လိုလုပ်ရမလဲဆိုတာမျိုးကိုပြပြပေးသွားမှာပါဘာလို့လဲဆိုတော့ simplicity ဖြစ်တယ်ဆိုတာက feature တွေကိုဖယ်ထုတ်ပြတာမဟုတ်ဘူးပေါ့နော်ဒီ mental friction လေးတွေကိုဖယ်ရှားပေးရတဲ့အပိုင်းမလို့ပါ UI တစ်ခုကသုံးတဲ့လူကိုမောစေတယ်ဆိုလို့ရှိရင်ဒါ user ညံ့လို့မဟုတ်ပါဘူး design ကသူ့ကိုမလိုအပ်ဖယ်နဲ့အများကြီးစဉ်းစားခိုင်းလို့ပါ designer တယောက်အနေနဲ့ကျမတို့လုပ်ရမယ့်အလုပ်က user တွေကိုဒီ impress ဖြစ်သွားအောင်လုပ်ဖို့ပဲမဟုတ်ဘူးပေါ့နော်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဒီ mental energy တွေကိုလည်း protect လုပ်ပေးဖို့လိုပါတယ်ဒါဆိုရင်နောက်ဗီဒီယိုလေးမှာတော့ဒီလက်တွေ့ကြဘယ်လိုသုံးမလဲဆိုတဲ့အပိုင်းလေးကိုဆက်ပြောပြသွားမှာမို့လို့ဒီ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့စောင့်ကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်